လူတွေရောက်ညအိတ်တဲ့အခါမှာချမ်းချမ်းသာသာလေးအိတ်ရတယ်နိုးရင်လည်းကြီးကြီးသာသာလေးနိုးရတယ်ဆိုတာတဏီကုန်နေထားတဲ့အနေထားလေးပေါ်မှာမူတည်တယ်နိုးချနေစဉ်အတွင်းမှာဘုံဘုံတော်ကလောဘဒေါသတွေမှွန်းထူပြီးတော့စိတ်တိုင်းကြမှုတွေနဲ့ညှဉ်းနှောမှုတွေနဲ့တကယ်ကိုအစင်အတန်းနှိမ့်ပြီးတော့နေထားမယ်ဆိုရင်ညမှာချမ်းချမ်းသာသာအိတ်ဖို့ဆိုတာသိမျှော်လင့်လို့မရဒီချစဉ်းစားနော်ချမ်းချမ်းသာသာမှာအိတ်မပြောတဲ့လူတယောက်ဟာချမ်းချမ်းသာသာနိုးလာတယ်ဆိုတာမဖြစ်နိုင်ဒါကြောင့်ဘုန်းဘုန်းတို့ချမ်းချမ်းသာသာအိတ်ပြောရဲ့လားနိုးလာတဲ့အခါမှာလည်းပဲငါကြီးကြီးသာသာတကယ်ကိုစိတ်ကလေးကဆင်းရဲမှုကင်းပြီးတော့ပူပန်မှုကင်းပြီးတော့နိုးလာတာဟုတ်ရဲ့လားများသောအားဖြင့်ဘုန်းဘုန်းတို့အိယာနိုးပြီဆိုရင်စိုးရင်တွေကခေါင်းထဲကိုအရင်ရောက်လာတာဒါကအလေးအကျင့်ဖြစ်နေတာဆိုတော့ဒါကိုယ့်ရဲ့ဒီစိတ်အနေထားလေးကိုယ့်ဘဝချမ်းသာသလားဆင်းရဲသလားဆိုတာလေးကိုပြန်ပြီးတော့စစ်ဖို့ဘုံဘုံကသတိပေးတဲ့အနေနဲ့ပြောပြတာအိုက်ဆန်ရှိတာမရှိတာနဲ့မဆိုင်ဘူးနော်လူအစင်တက်မြင့်တာမမြင့်တာလည်းမဆိုင်ဘူးနော်သူတဏီကုံဘလို့နေတယ်လေဘလို့စိတ်တွေနဲ့နေတယ်လေအကယ်၍သာမေတ္တာစိတ်ဓာတ်အားကြီးမယ်ဆိုလို့ရှိရင် तू ချမ်းချမ်းသာသာအိတ်ကိုအိတ်ရလိမ့်မယ်ဘောကမအိတ်လို့မရဘူးမအိတ်လို့မရဘူးအိတ်ပျော်ခြင်းဆိုတာတော့လိုအပ်တယ်ဒီဥစ္စာသိလားအဲ့တော့ဘုန်းတို့အိတ်ပျော်တဲ့အခါမှာချမ်းချမ်းသာသာအိတ်ပျော်ဖို့လိုတယ်နိုးရင်လည်းပဲကြီးကြီးသာသာလေးအေးအေးလေးဝါပြီးတော့လန်းလန်းဆန်းဆန်းနိုးလာဖို့လိုတယ်အဲ့ဒီအကျိုးရလဒ်ကိုမေတ္တာတရားကပေးနိုင်တယ်ဒုက္ခသုပတိဒုက္ခပရိပု္ပ္ပစတိချမ်းချမ်းသာသာအိပ်ဆက်ရတယ်ချမ်းချမ်းသာသာနိုးထရတယ်နပါပကနာသူပိနပတ္တိဟောအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်အိပ်ဆက်နေတဲ့အချိန်မှာဘုန်းတို့အိမ်မက်မက်တာတွေရှိတယ်အိမ်မက်မက်တဲ့အချိန်ထိတောင်လိုက်ပြီးတော့တနည်းအားဖြင့်အိမ်မက်ထဲတောင်လိုက်ပြီးတော့မေတ္တာတရားကစောင့်ရှောက်နိုင်တယ်လို့ပြောတယ်ကြောက်လန့်ပေါ်ရတယ်ဘဝရဲ့အနာယူနေတဲ့အချိန်လေးမှာတော့ကောင်းကောင်းအနာမရတဲ့အနေအထားမျိုးမဖြစ်အောင်မေတ္တာတရားကစောင့်ရှောက်နိုင်တယ်အဲ့ဒီမြတ်စွာဘုရားမြင်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနတ်ဟောကိုယ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့မေတ္တာကိုလွယ်လွယ်တကူရနိုင်ဘုန်းတို့မသိနိုင်တဲ့အနေအထားတစ်ခုကကိုယ်ဝန်းကျင်မှာရှိတဲ့မမြင်ရတဲ့အမနုဿလို့ဆိုတဲ့တခြားသောလူမဟုတ်တဲ့တရားတွေရဲ့မေတ္တာကိုလည်းဘုန်းတို့အလွယ်တကူရနိုင်မာစီစောကြီးရတာကိုချစ်လျက်လူနတ်လူတွေရဲ့မေတ္တာနတ်တွေရဲ့မေတ္တာကိုရနိုင်တယ်လို့ပြောတာမူရင်းပါဠိတော်ကမနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိလူတွေဟာကိုယ့်ကိုချစ်ကြလိမ့်မယ်အမနုဿာနံဟောအမနုဿဆိုတော့ဘလို့လူမဟုတ်တဲ့တခြားတရားတွေအကုန်လုံးကိုယူလို့မရဘူးလားညနတ်ဆိုကြီးကတော့ကာယံကိုက်အောင်တနည်းအားဖြင့်အဓိကကြတဲ့နတ်တွေကိုပဲထည့်ပြီးတော့ရေးလိုက်တာချစ်လျက်လူနတ်တကယ်ကလူနဲ့နတ်တင်ချစ်တာမဟုတ်ဘူးနော်မနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိလူတွေရဲ့ချစ်ချင်းကိုလည်းရမယ်လူမဟုတ်တဲ့တခြားသောတရားတို့ရဲ့ချစ်ချင်းကိုလည်းရလူတွေဆိုတာကကိုယ့်ကိုသူများချစ်တယ်လို့သိရတာကိုယ့်ကိုသူများချမ်းသာစေခြင်းတဲ့စိတ်တွေရှိနေတယ်ကိုယ့်ပေါ်မှာကောင်းမွန်တဲ့စိတ်ထားတွေရှိနေတယ်လို့သိရတာအလွန်ရတာရှိကိုယ်မုန်းနေတယ်လို့များသိရမယ်ဆိုရင်ဘယ်လိုနေမလဲတော်တော်ဆင်းရဲတယ်နော်ဒီကိစ္စအဲ့တော့သူများရဲ့အမုန်းဆိုတာကိုယ့်ကိုအများကြီးဆင်းရဲစေစัจ jin ပဲနေတဲ့သူများရဲ့မေတ္တာကိုယ့်ကိုအများကြီးချမ်းသာစေအဲ့လိုသူများရဲ့မေတ္တာကိုယ့်စီကိုတက်ရောက်ခြင်းတဲ့ဆိုရင်ကိုယ့်ရဲ့မေတ္တာဟာသူများရဲ့ပုံမှာအရင်တက်ရောက်အောင်ကိုဟာကြိုးပမ်းအထောက်ရမယ်ဒါပြောတာနော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနတ်စောင်းလက်နတ်များစိတ်မိတာတို့ရှောင်ရှားကိုမှာဟောစောင်းလက်နတ်များဒါကျတို့မမြင်နိုင်တဲ့ကိစ္စပဲဆိုတော့ပဲမြင်တယ်မေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်တတ္တဝါအလုံးရဲ့ပုံမှာမေတ္တာတတ်ထားနိုင်တဲ့ပုဂ္ဂိုလ်မေတ္တာတွေနဲ့ထုံမိုးနေပြီဆိုရင်ဒီစိတ်သက်ပိုင်ရှင်ကိုနတ်တွေကဘာလို့တည်းတော့စောင်းလျှောက်တယ်နတ်စောင်းလျှောက်တာကိုခံရလို့ရှိရင်ဟိုကတော့မသိလိုက်ဘူးပေါ့နော်ဘေးရောက်မဲ့နေရာကိုမသွားပြေးအောင်ဘေးအန္တရာယ်တွေမကြမရောက်အောင်ကာကွယ်ပြီးသားစောင့်ရှောက်ပြီးသားဖြစ်သွားတယ်ကိုကတော့ဘယ်လိုလုပ်လို့လုပ်လိုက်မှလည်းမသိဘူးကိုကကိုဒီတိုင်းပဲကံပေါ့လို့တချို့လည်းပဲထင်ကြတာပေါ့မေတ္တာတကယ်အားကြီးပြီဆိုလို့ရှိရင်အဲ့ဒီမေတ္တာတရားရဲ့စွမ်းရည်ကြောင့်နတ်တွေကကိုယ်ကိုစောင့်ရှောက်နေတဲ့အပိုင်းဒါကျတို့မြင်နိုင်သလားမမြင်နိုင်ဘူးသို့သောမြတ်စွာဘုရားရဲ့အလုံးစုံကိုသိတော်မူတဲ့သဗ္ဗညုတဉာဏ်ကိုယုံကြည်သောအဖြစ်ဒီစိတ်ထားကတော့ဒီလိုအကျိုးသက်ရောက်မှုရှိသေးတယ်ဆိုတာကိုဘုန်းတို့မလုပ်ကြမှာတော့လက်ခံရရမယ်နော်
အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင်းလက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာနတ္တအဂိဝဝိတံဝတတ္ထဝကမတိနော်အဂိဝတတ္ထဝနတ္တအဂိဝတတ္ထဝဝိတံဝတော့အစိတ်ရဲ့လက်နဲ့ရဲ့မီးရဲ့အဲ့ဒါကြောင့်ကိုယ်ဒုက္ခမရောက်ရှိဘူးမဆိုလိုတာကကိုယ်ဘဝရဲ့ကာကွယ်ရေးတာဝန်ကိုမေတ္တာတရားအပြည့်အဝယူထားနိုင်တယ်လို့ပြောတယ်ဒါကြောင့်ရှိလူကြီးတွေပြောကြတာရှိတယ်ပဂရိဆောင်ခြုံလို့မလုံးနိုင်ဘူးမေတ္တာဆောင်ခြုံမှလုံးနိုင်တာ